နောက်ကျအင်ကိုပဲပြားဝယ်လာရင်တော့ဒီပဲပြားလုံးကြော်လေးတွေတေချာပေါက်လှုပ်ရှားကြည့်ပါအပေါ်ကွန်ကကျွတ်ကလေးနဲ့အတွင်းသားနူညံ့ပြီးတော့စားလေးအရသာရှိလေးဖြစ်တဲ့အပြင်လုံနီးကလည်းအရန်လွယ်ပါတယ်အရင်ဆုံးပဲပြားတရုံးကိုပြင်ဆင်ပြီးရင်တော့နှုတ်ဆင်ထားတဲ့ဘန်းကော်ပီစိန်တွေကိုထည့်ပြီးတော့အားလုံးကိုရောနေလိုက်ပါမယ်ဒီလိုဆိုရင်တော့အမြင်လှရုံမကစားလို့လည်းကောင်းပါတယ်အဲဒီနောက်မှာတော့ကျဲဦးနှလုံးလှီးထားတဲ့မုံလာဦးနီဟော်တော်နဲ့ကျက်တုံမိန်နှုတ်စင်အရသာအတွက်စားအချိုမုံနဲ့တရုတ်မဆလာဂျုံမုတ်တစုံကော်မုတ်တစုံထည့်ပြီးတော့အားလုံးကိုတမအောင်နေပေးလိုက်ပါမယ်အဲဒီနောက်မှာတော့အလုံးလေးတွေလုံးပြီးတော့စီ60ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့အိုးရဲထည့်ကြော်လိုက်ပါမယ်မီးအလှယ်လန့်နဲ့ဖြည်းဖြည်းချင်းကြော်ရင်ပဲပြားလုံးလေးတွေရွှေဝါရောင်တန်းကျွတ်ပြီးတော့ဘောလောပေါ်လာပြီဆိုရင်တော့စိတ်ထုတ်လို့ရပါပြီဒီလိုကြော်ထားတဲ့ပဲပြားလုံးကြော်ကတလုံးကိုတစ်ခုစားလိုက်ရင်အရန်ရတာရှိလို့လူကြီးမင်းတို့လည်းအမြန်လိုက်ကြော်စားလိုက်တော့နော်နောက်ကျအင်ကိုပစုံဝယ်လာရင်တော့ဒီနီလန်းလေးအတိုင်းချက်စားကြည့်နော်အခွန်ကကျွတ်ကလေးနဲ့အသားကဤတုံလေးဖြစ်တဲ့အပြင်အမြင်လှပြီးတော့စားလို့လည်းကောင်းပါတယ်အရင်ဆုံးတန်းစင်အောင်စီးထားတဲ့ပစုံကိုကြောခွဲပြီးတော့အမဲချောင်းကိုထုတ်လိုက်ပါမယ်အဲဒီနောက်မှာတော့ပြောင်းကော်မုတ်တစုံဖြူပြီးတော့ပစုံတိုင်းမှာကော်မုတ်တွေကတ်သွားအောင်လို့တမအောင်နေပေးလိုက်ပါမယ်အိုးရဲစီပူလာပြီဆိုရင်တော့ပစုံတွေကိုတန်းထဲကြော်လိုက်ပါမယ်ဒီလိုကြော်ထားတဲ့ပစုံကြော်ကအပုံကုန်ကျွတ်ကလေးဖြစ်ပြီးတော့စီအများကြီးတဲ့ထဲကြော်တာတက်ပို့ပြီးတော့ယူရှင်းပါတယ်ပစုံကိုကြော်ပြီးတဲ့နောက်မှာတော့အသင့်သုံးဖို့ခတ်ထားလိုက်ပါမယ်အိုးရဲစီနေငယ်နဲ့ကျက်သွန်ဖြူနှုတ်စင်ကိုမီအေးနဲ့မှွေးလောင်စီတက်ပေးလိုက်ပါမယ်အဲဒီနောက်ပစုံတွေထဲကျက်သွန်ဒီအယောင်လောက်အောင်လို့ငရုတ်သီးအနီအစိမ့်ထည့်ပြီးတော့နောက်ဆုံးအနေနဲ့ငရုတ်ကောင်းမှုဖြူပြီးတော့တမအောင်မှွေကြော်ပေးလိုက်မယ်ဆိုရင်တော့ဦးချလို့ရပါပြီပစုံကိုဒီလိုချက်ရင်တော့မှွေပြန့်ကျွတ်ရွာနေလို့လူကြီးမင်းတို့လည်းအမြန်ဆန်းချက်စားကြည့်လိုက်တော့နော်နောက်ကျအသားမြင့်စားခြင်းရင်တော့ဒီအသားမြင့်ငပြားရည်နဲ့လေးလှုပ်စားကြည့်နော်အသားမြင့်တွေကနူးညံ့အရသာဝင်နေတဲ့အတွက်လူကြီးရောကလေးပါကြိုက်ကြပါတယ်အရင်ဆုံးမိုးခိုသားကိုအမြင်လေးတွေရအောင်လှီးပြီးတော့အဲဒီနောက်မှာတော့ချင်းကျက်သွန်မေးစိန်ရီစားလက်ဖက်စားစုံတစုံငရုတ်ကောင်းမုတ်ဘဲငှက်ပြားရဲ့ကျဲနေငယ်ကစုံကောင်းမုတ်တစုံတဲ့တမအောင်နေပြီးတော့15မိနစ်နှက်ထားလိုက်ပါမယ်အဲဒီနောက်မှာတော့စီနေငယ်ဆန်းပြီးတော့အဆိုဓာတ်ကိုထိန်းထားလိုက်ပါမယ်ငပြားရီဆော့ဆက်ဖို့အတွက်ပကံလုံးအလွတ်ထဲမှာရှာလကာအိတ်နှစ်စုံဘဲငှက်ပြားရီအကျဲနှစ်စုံတကြားတစ်စုံကောမုတ်တစ်စုံရေအတင်းတင်းထည့်ပြီးတော့တမအောင်မွေပေးလိုက်ရင်တော့ရပါပြီသူ့ကိုသုံးပြီးတော့ကျဲဦးငပြားရီချက်တို့ခရမ်းသီးနှက်တို့လှုပ်ရှားမယ်ဆိုရင်လည်းအရသာရှိပါတယ်စီပူရင်နှက်ထားတဲ့အသားမြင့်တွေကိုထည့်ပြီးတော့ကြောက်အမြန်လေးမှွေကြော်လိုက်ပါမယ်အဲဒီနောက်မှာတော့အတင်သုံးဖို့ခတ်ထားလိုက်ပါမယ်ဇက်ပြီးဂျင်းကြက်သွန်ဖြူငရုတ်သီးကြောက်ငရုတ်သီးချင်းဘဲငပီအနှစ်တစုံထည့်ပြီးတော့မီအေအေနဲ့မှွေပြီးစီနီထွက်လာအောင်ကြော်ပေးလိုက်ပါမယ်သူတွေငရုတ်ပွားအနီငရုတ်ပွားအစိမ်းမုံလာဦးနီနဲ့ကျွန်းရွက်မှုထည့်ပြီးတော့မကြက်တစ်ချက်ဖြစ်သည့်အထိတမအောင်ဆက်မှွေကြော်ပေးလိုက်ပါမယ်အဲဒီနောက်အသားမြင့်တွေထည့်ပြီးတော့ဆက်ထားတဲ့ဆော့ကိုလောင်းထည့်ပေးလိုက်ပါမယ်ပြီးပြင်းနဲ့တမအောင်မွေကြော်ပြီးတော့အနှစ်ကျအောင်တဲထားပေးလိုက်ရင်တော့ရပါပြီဒီလိုချက်ထားတဲ့အသားမြင့်ငပြားရီကြော်ကချိုချို